တို့တရားနာပရိသတ်တွေကြောက်တက်လားကြောက်တက်ရင်တရားကမကြည့်နဲ့မှန်ရလားအေးကြောက်တက်ရဲ့ဆိုမှပရိသတ်ရဲ့တစ်ချိန်လုံးကဆရာတော်ကြီးတစ်ပါးရှိဆရာတော်ကြီးကပရိသတ်သုံးပုံအာကုံဆောင်နှုတ်တဲ့အာကုံဆောင်ကျွမ်းကျင်တဲ့ဆရာတော်ကြီးပရိသတ်ကြီးပစ္စည်းဆွဲဥစ္စာဆွဲနဲ့ပြန်တော်မူသွားတယ်ပြန်တော်မူသွားတဲ့အခါကျတော့ပရိသတ်ကြီးဘာဖြစ်သွားဘုန်းကြီးရဲ့ဖြစ်သွားဘာဖြစ်သွားဘုန်းကြီးရဲ့ဆိုကြောက်စရာမကောင်းလားကောင်းပါရဲ့ဗျာဘုန်းကြီးရဲ့ဖြစ်တဲ့မဟုတ်လားမှန်ပါဗျာဒါကြရေးဘုန်းကြီးရဲ့ဖြစ်သွားဘုန်းကြီးပိတ်တာဖြစ်သွားတဲ့အခါကျတော့အဲ့ဒီကျောင်းကြီးကိုဆွဲပြီးတော့မကျွတ်ဘူးထံကမြပုဂ္ဂိုလ်ယဟန်ဦးစင်းနေကုန်ပြေးပြည့်ကုန်ပြေးတရားဓမ္မတွေလည်းပြေးအဲ့ဘုန်းကြီးတချို့ပုဂ္ဂိုလ်တွေကဟဲ့ငါတို့ကပဋ္ဌာန်းရတယ်ပဋ္ဌာန်း24ပစ္စည်းရတယ်ဆိုပြီးတော့တွားရွတ်တော့သူကဟိုကပြီးနေဟိုကပြီးတော့ပြီးတော့ဟိုကပြီးနေပြီဒါလည်းတော့တနေ့ကျတော့ကိုတော်တစ်ပါးကသူကသူစရဏဆွမ်းအောင်ကောင်းတယ်ဆိုပြီးတော့ဒီဘုန်းကြီးတည့်ရဲ့မကြောက်ဘူးငါဒီเจ้าကိုထိုင်တယ်ဆိုပြီးတော့ပြိဿရဲ့အဲ့เจ้าထိုင်ပြီးမှညကျတရားလေးထိုင်ပြီးတော့ဘုန်းကြီးတည့်ရဲ့က6နဲ့လာတာပေါ့လာတော့လည်းသူကသူရတဲ့ဘာတွေရွတ်လဲဆိုတော့တရားလေးဒီရွတ်စပရိရွတ်ပရိယပဋ္ဌာန်းရွတ်ပြီးတော့ပရိသတ်ကြီးများစွာသောပရိပဋ္ဌာန်းကြီးရွတ်နေတာအဲ့ဒီရွတ်နေတာပရိသတ်ကြီးအဲ့ဒီဘုန်းကြီးတရားကလမ်းလျှောက်နေဘာလဲတော့လမ်းလျှောက်နေတာဗျာအဲ့တော့သူရွတ်တာကုန်နေဒီဘုန်းကြီးတရားကနောက်ကလည်းမပြေဘူးမပြေတော့ချွေးတွေကလည်းပြန်ပြီးနောက်လည်းလက်မကြည့်ရဘူးအဲ့ဒါနဲ့6ချင်းလဲ6ပါတော့ဖေရတပိတော့ရတာဂုံမီဆိုတဲ့ခါကျတော့အဲ့ဘုန်းကြီးကခေါင်းလေးခေါက်ပြီးတော့ဒါဆိုခေါင်းသုံးချက်လာခောက်တယ်တဲ့ဘုန်းကြီးတွေကမစိုးမေတ္တာတိုးတက်လာပြီပဲဆိုပရိသတ်ကြီးဘုန်းကြီးရဲ့ဟမ်မှန်လားပါဗျာ6တန်းကြောက်သလားကြောက်ပါဘူးဗျာအဲ့ဒါနဲ့တော့အဲ့ဒီဘုန်းကြီးရဲ့ပရိသတ်ကြီးနောက်မှသူကပြောတယ်ငါကဒီကြောင်းကိုဆွဲလန်းပြီးတော့ငါမကျွတ်မလို့ဖြစ်တဲ့ငါမှားခဲ့တယ်တဲ့ငါကိုပစ္စည်းလေးပါးတွေလှူဒန်းပြီးတော့အမြတ်တမ်းပေးဝေပေးပါဆိုပြီးအဲ့ဒီကိုတော်ကိုကိုကြီးတောင်းမှအဲ့ဒီကိုတော်ကအဲ့လိုမျိုးလုပ်ပေးလိုက်မှပဲအဲ့ဒီဘုန်းကြီးတည်းရဲ့ဘာဖြစ်သွားလဲကျွတ်သွားပါဗျာပြောချင်တာက6တိုင်းမကြောက်နဲ့လို့ပြောချင်တာမှန်ရဲ့လားကြောက်ရင်အဲ့ဒီကြောင်းကိုသူထန်ရပါမလားထန်ရပါဗျာအဲ့ဒါပဲတစ်ခါတည်းမှာမြောက်တိုင်းရဲ့မြောက်ပါဗျာ6တိုင်းရဲ့ကြောက်ပါဗျာယောဇနာကပရိသတ်ရေရာသောလို့ကိုတဲ့ချွေရန်သင်္ပင်တွေပေါ်များတာလေလောကရမေတဲ့ဓမ္မောချွေရန်သင်္ပင်တွေမရှိဘူးပရိသတ်လောကကြီးမှာဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကြည့်မယ်ဆိုရင်ဆင်းရဲတဲ့ပုဂ္ဂိုလ်နာပရိသတ်ရေဘယ်လိုရှိပါဘူးဗျာရှိဘူးပေးနိုင်မှာကျွေးနိုင်မှာဟုတ်ဘူးလားမှန်ပါပါဗျာအဲ့တော့ပရိသတ်ရေကိုကခေါင်းဆောင်ဖြစ်လာရင်လည်းပဲနောက်လိုက်ပြီးပြောရှင်အောင်ထားနိုင်ရဒီလိုဖြစ်လာရင်လည်းပဲတာသမီကိုနားမှာနေကြအောင်ထားနိုင်ရမယ်မှန်ရလားမှန်ပါဗျာအဲ့ဒါမှထီးမကြံမှာပရိသတ်ဒီအာရသောဆိုတဲ့ချွေရမရှိခြင်းလောကရန်မှာထီးကြံခြင်းဝေဒနာဆိုတာအဲ့ဒါကိုပြောမှန်ရလားမှန်ပါဗျာဒါပေမဲ့တရားမရှိလို့ထီးကြံလာလားတရားရှိလို့ထီးကြံလာလားတရားရှိလို့ပါဗျာဒါရလောကရန်မယ်လို့သိထားမယ်ဆိုရင်ပရိသတ်ဒီရစိတ်ခံစားချက်တွေဖြစ်ပါအောင်မလားဖြစ်ပါပါဗျာ